ဒီနှစ် Champions League ဟာဘာစီလိုနာအတွက်ဘလောက်အရေးကြီးတယ်လဲအားလုံးပဲမင်္ဂလာပါ MM Bookies ကနေပြန်လဲကြိုဆိုလိုက်ပါတယ်ဘာစီလိုနာအသင်းအတွက်တော့ဒီနှစ် Champions League ဟာရိုးရိုးပြိုင်ပွဲတစ်ခုထပ်ပို့ပါတယ်အသင်းရဲ့တရားဒီလုံးအောင်မြင်မှုရှိမလားကြားရှုံးမလားဆိုတာကဥရောပစင်မြင့်ဘော်ကရလက်တွေအပေါ်မှာပဲအများကြီးမူတည်နေတာပါအသင်းအတွင်းမှာရောပရိသတ်တွေကြားမှာပါ Champions League ဘလာကိုပြန်လဲသိမ်းပိုက်ခြင်းနဲ့စာလောင်မှုတွေကအရန်ကိုကြီးမားနေပါတယ်လက်ရှိကစားသမားမျိုးဆက်ဟာသူတို့ရဲ့အကောင်းဆုံးခြေစွမ်းကိုထုတ်ပြနိုင်ပြီးအရေးကြီးတဲ့အချိန်တွေမှာကန်ဒီယာကသာအနေငယ်ဖေးမှပေးမဲ့ဆိုရင်ချန်ပီယံအိမ်မက်ကိုတကယ်အကောင့်ထဲပေါ်နိုင်မယ်လို့အခိုင်အမာယုံကြည်နေကြတာပါဒီရီမန်းချက်ဟာအဝတ်လဲကန်တွေကကစားသမားတွေရဲ့အဓိကပန်းနိုင်လေးဖြစ်ပါတယ်ပြီးခဲ့တဲ့ရာသီတုန်းကဆီမီဖိုင်နယ်မှာအင်တာမီလန်ကိုရှုံးပြီးထွက်ခဲ့ရတာဟာသူတို့အတွက်တကယ်ကိုကြီးမားတဲ့စိတ်ပျက်စရာဖြစ်ခဲ့တာပါအဲ့ဒီတုန်းကအမားကိုပြန်ပြင်ပြီးအတင်းရဲ့ဂုံသိမ်းခါကိုမြင့်တင်ဖို့ဆိုတာကစားသမားတွေအတွက်အကြီးမားဆုံးတွန်းအားတစ်ခုဖြစ်နေပါတယ်။ဒါပေမဲ့တစ်ဖက်မှာလည်းဒီလိုကြီးမားတဲ့တွန်းအားတွေကပဲသူတို့အပေါ်မှာဖိအားတွေအဖြစ်ပြန်လဲတက်ရောက်လာနိုင်တဲ့ဓာတ်သောနှစ်ဖက်လိုအခြေအနေမျိုးဖြစ်နေတာကိုသတိထားရမှာပါ။အခုနယူကာဆယ်နဲ့ရင်ဆိုင်ရမယ့်ပွဲစဉ်မတိုင်ခင်မှာဒီပြဟန်စီဖလစ်အတွက်ခေါင်းခဲစရာကခန့်စစ်ပိုင်းပြဿနာပါ။ပြီးခဲ့တဲ့အပတ်ကနေဂျူးကွန်ဒီနဲ့အလက်ဇန်ဒါဘယ်ဒီတို့ဟာပေါင်ချန်တန်ရာကြောင့်ပါဝင်နိုင်မှာမဟုတ်ဘူးလို့အတည်ပြုထားပါတယ်။ဒါကြောင့်Paul Kubasi, Eric Garcia နဲ့ Gerd Martin တို့ဟာဗုဒ္ဓဘူးနေ့ပွဲစဉ်မှာပွဲထွက်ဖို့တေချာသလောက်ရှိနေပြီးအာရူဟိုဒါမှမဟုတ်ကန်ဆယ်လိုတို့တွေကတယောက်ယောက်ကကျန်တဲ့နေရာကိုဖြည့်ဆည်းပေးရပါလိမ့်မယ်။ဒါအပြင်ကွင်းလယ်လူဒီအောင်ကလည်းဒဏ်ရာကြောင့်နားနေရတာဟာအသင်းအတွက်တကယ်ကိုထိုးနှက်ချက်တစ်ခုပါပဲ။ဒီလိုဒဏ်ရာပြဿနာတွေကြားမှာပဲဖလစ်ခါလာမာစီယာအကယ်ဒမီကလူငယ်လေးတွေဖြစ်တဲ့တိုမီမာကွက်စ်၊ အဗာရိုကော့တီနဲ့ဇာဗီအက်စပတ်တို့ကိုအရန်အင်အားအဖြစ်ခေါ်ယူထားပါတယ်။အထူးသဖြင့်အသက်18နှစ်အရွယ်အက်စပတ်ကတော့လူတိုင်းစောင့်ကြည့်ရမယ်သူပါ။သူကညာနောက်ခံလူအဖြစ်ကစားပေမဲ့ဝင်းလဲလူတယောက်လိုကစားကွက်ဖတ်နိုင်စွမ်းနဲ့ဤစနစ်ပိုင်းကျွမ်းကျင်မှုတွေရှိနေတာကြောင့်ဖလစ်ကိုရောအသင်းဘော်တွေအတွက်ပါအထင်ကြီးအောင်လုပ်နိုင်နေသူပါ။ဒဏ်ရာကြောင့်ခဏနားခဲ့ရပေမဲ့လည်းအခုတော့သူဟာအသင်းကြီးအတွက်အဆင်သင့်ဖြစ်နေခဲ့ပါပြီ။ဒီတစ်ခေါက်ခရီးစဉ်ကပုံမှန်နဲ့မတူဘဲနည်းနည်းထူးခြားပါတယ်။စနေနေ့ကဗီဘာအိုနဲ့ပွဲပြီးမှာဘာစီလိုနာကိုပြန်မသွားတော့ပဲနယူကာဆယ်ထိဓာတ်ရိုက်ပြန်တန်းခဲ့ကြတာပါ။ဒါဟာနီးပြဟန်စီဖလစ်ရဲ့ဆုံးဖြတ်ချက်ဖြစ်ပြီးကစားသမားတွေခရီးပန်းတာကိုရှော့ချပြီးအနားယူချိန်ပိုရအောင်စီစဉ်ပေးခဲ့တာဖြစ်ပါတယ်။ကစားသမားတွေဟာသူတို့တဲခိုတဲ့ဟိုတယ်မှာပဲကြမ်းခိုင်မှုပြန်လဲတိဆောက်ရေးလေ့ကျင့်ခန်းတွေလုပ်ခဲ့ကြပါတယ်။ကွင်းလဲလူဂါဗီကတော့သူတို့တဲခိုတဲ့ဟိုတယ်ကြီးဟာဟယ်ရီပိုတာရဲ့ဟော့ဝက်ကျောင်းတော်ကြီးနဲ့တော့တူတယ်လို့နောက်ပြောင်ပြောဆိုခဲ့ပါသေးတယ်။ဒီလိုအရေးကြီးတဲ့ပွဲစဉ်မျိုးအတွက်ဆိုရင်ဒိငယ်တဲ့အစိတ်အပိုင်းအချက်လက်လေးတွေကအစအောင်ပွဲအတွက်အဆုံးဖြတ်ဖြစ်သွားနိုင်ပါတယ်။ဘာစီလိုနာအသင်းသားတွေဟာနယူကာဆယ်မြေမှာသူတို့ရဲ့ Champions အိမ်မက်ကိုဆက်ပြီးတည်ဆောင်သွားနိုင်မလားဆိုတာကတော့တကဘာလုံးစောင့်ကြည့်ရမယ့်စိတ်လှုပ်ရှားစရာအခိုက်အတန့်ပဲဖြစ်ပါတယ်။ဒီလိုအရသာရှိတဲ့သုံးသက်ချက်တွေကိုအမြဲနားဆင်နိုင်ဖို့ MM Bookies ကို Like and Follow လုပ်ထားပေးဖို့ပြောချင်အဆုံးသတ်ပါရစေ။ကျေးဇူးတင်ပါတယ်။